ရာသီကလုံးမလာတာရာသီလာတာစောတာနောက်ကြတာနေတာများတာပုံမှန်မဟုတ်ဘဲနဲ့ရက်ရှည်လာနေတာတွေးစင်များတာဒီလိုမျိုးပေါ့နော်ဒီရာသီဆောင်မှန်မှန်ဖြစ်တာကအမျိုးသမီးကျမရဲ့အတွက်မကောင်းမှန်လေသိတယ်ရာသီဆောင်မှန်လားမမှန်လားသိဖို့ရာသီလာတဲ့ရက်တွေကိုမှတ်မိနေဖို့လိုအပ်တယ်ဆိုတာကိုလည်းသိထားတယ်ပေါ့နော်ဒါပေမဲ့ဒီရာသီဆောင်အချိန်တွေကိုမေ့နေတတ်မှတ်မိဖြစ်တတ်လို့ရာသီမှန်ကိုသတိမထားမိတော့ဘူးမသိတော့ဘူးဆိုတဲ့သူတွေလည်းရှိကြမယ်လို့ထင်ပါတယ်ရှင်ဒါကြောင့်အခုဗီဒီယိုလေးမှာတော့အမျိုးသမီးတွေအနေနဲ့ရာသီဆောင်မှန်သိဖို့ကဘာလို့လိုအပ်တာလဲဆိုတာရဲ့ဒီရာသီလာရဲ့ရက်တွေကိုမှတ်မိနေစေဖို့နည်းလမ်းတစ်ခုဖြစ်တဲ့အခမဲ့အသုံးပြုနိုင်တဲ့ application လေးတစ်ခုအကြောင်းကိုပြပြပေးသွားချင်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့ Facebook YouTube နဲ့ TikTok တွေမှာကျမရဲ့ဘုဒ္ဓတာလေးတွေအမြဲတမ်းတင်ပေးနေတဲ့ထရီယောဂကိုဆရာဝန်ဒေါက်တာမဘိုးပါရာသီမှန်သိဖို့ရာသီဆောင်ပုံမှန်ဖြစ်ရလားသိဖို့ကအမျိုးသမီးကျမရဲ့အတွက်ဘာလို့လိုအပ်တာလဲဆိုရင်တော့ပထမအချက်အနေနဲ့ရာသီမလာတာနောက်ကြတာစောတာရာသီဆောင်ပုံမှန်မဟုတ်တာပုံမှန်မဟုတ်ဘဲနဲ့ရာသီသွေးဆင်းများတာရက်ရှည်ဆင်းတာမျိုးပေါ့နော်ဒီလိုရာသီပုံမှန်ဖြစ်နေရဆိုတာကတိမ်ပိုင်းဆိုင်ရာမှာယောဂတစ်ခုခုဥပမာအသားလုံးတို့သွေးလုံးတို့ဖြစ်နေတာ PCOS ယောဂသွေးအားနေတာဟော်မုန်းမညီများတာတားရိုက်နဲ့ဆိုင်တဲ့ယောဂစိတ်ဖိစီးမှုများတာတွေဒါတွေကြောင့်ဖြစ်နေနိုင်ပါတယ်ဒါကြောင့်ရာသီမှန်လားမမှန်လားမှတ်မိနေတာကကိုယ်မှာတစ်ခုခုဖြစ်နေရဆိုရင်စောစောသိစေနိုင်ပါတယ်နောက်တစ်ချက်ကတော့ main ကလေးတော်တော်များများခံစားရတတ်တဲ့ရာသီမလာခင်မှာဖြစ်တတ်တဲ့ PMS ဝေဒနာတွေပေါ့နော်စိတ်ခံစားချက်ပြောင်းလဲမြန်တာတို့ဘိုက်အောက်နာတို့ခေါင်းကိုက်တာဝက်ချံထွက်တာလေပွားတာဒီလိုမျိုးပေါ့နော်ဒါတွေဖြစ်နိုင်တဲ့ရက်ကိုခံမှန်းပြီးတော့သိနိုင်ပါတယ်ဆိုတော့ရာသီပုံမှန်လာတဲ့ရက်တွေကိုသိနေမယ်ဆိုရင်ကိုယ့်ရဲ့ PMS သက်တာအောင်ကာကွယ်ဖို့နဲ့ဒီ PMS ကြောင့်ဖြစ်တဲ့စိတ်ဖိစီးမှုတွေကိုလျှော့ချနိုင်ဖို့အကူအညီဖြစ်စေမှာပါနောက်တစ်ချက်အနေနဲ့ပေါ့နော်ကလေးယူခြင်းတဲ့သူတွေအတွက်နောက်ဆုံးရာသီလာထားတဲ့ LMP လို့ခေါ်တဲ့ last menstrual period ကိုမှတ်မိတာက due date တွက်တဲ့နေရာမှာနောက်ကလေးဘယ်နှပတ်ရှိပြီလဲလို့ခန့်မှန်းတာ ultrasound နဲ့သွေးစစ်တာတွေလုပ်ဖို့စီစဉ်တဲ့ကိုယ်ဝန်ဆောက်ရှောက်မှု pregnancy care မှာအရေးပါပါတယ်နောက်ရာသီရက်ကိုမှတ်မိနေမယ်ဆိုရင်ပုံမှန်ရာသီဆောင်ဝင်ရှိတဲ့သူတွေမှာတာအုပ်ကျွေရဲ့ရက်နဲ့ကိုဝင်ရနိုင်တဲ့ရက်တွေကိုခံမှန်းသိနိုင်တဲ့အတွက်ကိုဝင်ရဖို့စူးစမ်းနေတဲ့သူတွေကိုဝင်ရှောင်ကျင်တဲ့သူတွေအတွက်အထောက်အကူဖြစ်စေပါတယ်ဒီလိုမျိုးရာသီလာတာမှန်သိဖို့မှတ်မိနေဖို့လိုအပ်တယ်ဆိုတာကိုတော်တော်များများကသိကြပေမဲ့မှတ်မိတတ်တာမေ့တတ်တာမျိုးဖြစ်ကြရပေါ့နော်တခါတလေစိတ်အခြေအနေမကောင်းတော့မှနေလို့မကောင်းတော့မှပေါ့နော်ဒီလရာသီလာတော့မှများလားမသိဘူးဆိုပြီးတော့ရက်ပြန်ကောက်တွက်ရတာမျိုးလည်းရှိကြမယ်ထင်ပါတယ်ကိုယ်တိုင်ဆိုရင်လည်းပေါ့နော်ရှေ့လာတော့မှဘယ်တော့မှလာသွားပါလဲဆိုပြီးတော့ခဏမေ့တတ်တော့ပြန်စဉ်းစားရတဲ့အချိန်တွေရှိခဲ့တယ်ပေါ့ဆိုတော့ဒီလိုမျိုးရာသီလာရဲ့ရက်တွေကိုမှတ်မေ့တတ်တဲ့သူတွေရာသီမှန်ကိုပြန်စဉ်းစားရပြီးတော့ပြက်ကလေးမှာပါမှတ်ဖို့မေ့တတ်တဲ့သူတွေအတွက်အကူအညီဖြစ်စေမယ်အသုံးဝင်တဲ့ application လေးကဘာလဲဆိုရင်တော့ဒီရှုရခဲ period tracker application လေးပါသူကအခမဲ့သုံးနိုင်တယ် iOS ရော Android မှာပါရတယ်ပိုပြီးအဆင်ပြေတာကမြန်မာလိုလည်းသုံးလို့ရတယ်အင်္ဂလိပ်လိုလည်းသုံးလို့ရတယ်ပေါ့နော်ကိုရိုင်းကတော့အရင်ကဒီဖုန်းထဲမှာပေါ့နော်တခြား app တစ်ခုနဲ့မှတ်ဖြစ်ခဲ့တာပါဒါပေမဲ့အခုရှုရကဒီ app လေးထွက်လာရင်သိလိုက်ရတော့ဒါလေးထောင်းပြီးတော့သုံးကြည့်တာအဆင်ပြေတယ်ပေါ့နော်ဘယ်လိုအဆင်ပြေတာလဲအသုံးဝင်တာလဲဆိုရင်တော့ app ထဲမှာဒီလိုမျိုးကိုယ့်ရဲ့ဒီလဒါမှမဟုတ်အရင်လပေါ့နော်ရာသီစလာတဲ့ရက်ရဲ့ပြီးသွားတဲ့ရက်ရဲ့ကိုထည့်မယ်နောက်သူထည့်ခိုင်းတဲ့အတိုင်းရာသီဆောင်တစ်ခုနဲ့တစ်ခုကြားမှာဘယ်လောက်ချတက်လဲဘယ်လောက်ပမာဏလာတက်လဲထည့်ပြီးရင်တော့ဒီ app ကနောက်လတွေမှာရာသီလာမယ့်ရက်တွေတားဟုတ်ကျွေနိုင်တဲ့ရက်တွေကိုခန့်မှန်းပြီးတော့တွက်ပေးလိုက်ပြီပေါ့နော်ကိုရာသီလာမယ့်ရက်ကိုကိုယ့်အကိုတွက်စရာလေးမလိုတော့ဘူးရှေ့မှာဘယ်ရက်လာထားလဲလဲမမေ့တော့ဘူးနောက်လာမယ့်ရက်တွေကိုလည်းကြည့်လိုက်အောင်ပဲဆိုတော့အရင်အဆင်ပြေပါတယ်data ထည့်တာလေးတွေတော့မှန်အောင်ထည့်ဖို့လိုတယ်ပေါ့နော်ကိုရိုင်းနေနဲ့ဆိုရင်တော့ဒီခီးသွားဖို့ရှိရမျိုးအလုပ်တစ်ခုခုလုပ်စရာရှိတာပွဲရှိတာမျိုးဆိုရင်ဒီရာသီလာမယ့်ရက်နဲ့ကိုက်နိုင်လားဆိုတာကြည့်ပြပါတယ်ဒါဆိုရင်နောက်ရာသီလာမယ့်ရက်ကိုကကြိုပြီးတော့သိထားမယ်ဆိုရင်ပတ်တို့တန်ပုံတို့ကြိုပြီးတော့ဆောင်းထားနိုင်တယ်နောက်ဘိုင်းအောင်တက်တယ်ဆိုရင်ဆေးကြိုဆောင်းထားနိုင်တယ် PMS ရပြီးတော့မှုဆွင်ဖြစ်တတ်တယ်ဆိုရင်ကိုယ်စိတ်အခြေအနေမကောင်းနိုင်တဲ့ရက်တွေကိုလည်းကြိုသိပြီးတော့ဆင်ခြင်နိုင်နေပေါ့နော်တကယ်လို့ကိုကရာသီလာမယ့်ရက်ကြော်သွားပြီဆိုရင်လည်း app ကနေပြီးတော့ remind လုပ်တဲ့ notifications လေးတွေပို့ပေးပါသေးတယ်။နောက်ဒီ app ထဲမှာကကိုရာသီဆောင်အချိန်မှာခန်းစားရတတ်တဲ့လက္ခဏာတွေကိုလည်းမှတ်ထားလို့ရတော့ကိုကဘာတွေဖြစ်တတ်လဲဒီချိန်ဆိုရင်ဘာတွေလုပ်တဲ့နေဘာတွေဆောင်ထားတဲ့နေဆိုပြီးတော့အစီအစဉ်နိုင်တယ်။အကြောင်းတစ်ခုခုကြောင့်ဆရာဝန်နဲ့ပြရတဲ့အခါမှာလည်းကိုကပြောပြလို့ရတဲ့ menstrual diary သဘောမျိုးလည်းဖြစ်စေနိုင်ပါတယ်။တာအုပ်ကျွေမဲ့ရက် ovulation date နဲ့ကလေးရနိုင်ရရှိတဲ့ရက်တွေကိုလည်းခံမှန်းသိနိုင်တော့ကိုဝင်ဆောင်မှုစူးစမ်းနေတဲ့သူတွေအတွက်လည်းအထောက်အကူဖြစ်စေရပေါ့နော်။နောက်ဆုံးကြိုက်တဲ့အချက်တစ်ခုကတော့ရေတောက်ဖို့ remind လုပ်ပေးတာ main ကလေးတွေ self care လုပ်ဖို့တတိပေးတာလေးပါဒါရေတောက်ဖို့အမြဲမေးတတ်တဲ့သူတွေရေတောက်ပြင်တတ်တဲ့သူတွေအတွက်အရင်အသုံးဝင်ပါတယ်
ဒီရှုရခေ period tracker application ထဲမှာကဒီအမျိုးသမီးကျန်းမာရေးနဲ့ဆိုင်တဲ့ဆောင်းပါးတွေအကြောင်းအရာတွေလည်းဖတ်လို့ရသေးတော့ဒါကအမျိုးသမီးကျန်းမာရေးအတွက်ရော self care အတွက်ပါအရင်အကျိုးရှိစေမှာပါဒီလို period tracker application လေးကမြန်မာနိုင်ငံမှာပထမဆုံးမြန်မာလိုသုံးလို့ရတဲ့ app လေးဖြစ်တယ်ဒီလိုမြန်မာအမျိုးသမီးလေးတွေအတွက်အကျိုးရှိစေမယ့် application တစ်ခုကိုအလွယ်တကူသုံးနိုင်အောင်အခမဲ့သုံးလို့ရအောင်လို့တိကျအချိန်ယူပြီးတော့စေတနာအပြည့်နဲ့စီစဉ်ပေးထားတဲ့အတွက်ရှုရအောင်ပို့ပြီးတော့သဘောကျမိရပေါ့နော်ဆိုတော့ကိုကရာသီလာတဲ့ရက်ကိုမမှတ်မိတတ်တာ self care လို့ reminder လေးလုပ်နေတာဆိုရင်တော့အလွယ်တကူဖုန်းထဲမှာကြည့်နိုင်တဲ့ဒီ app လေးကို download ပြီးတော့ထည့်ထားဖို့ recommend လုပ်ချင်ပါတယ်ရှင်ဒီလောက်ဆိုရင်တော့ဘာလို့ရာသီမှန်သိဖို့ကလိုအပ်တာလဲနဲ့အသုံးဝင်မယ့်နည်းလမ်းလေးကိုဘုဟုတုတရသွားပြီလို့ထင်ပါတယ်ရှင်ဒီဗီဒီယိုလေးကိုကြည့်ပြီးလို့အကျိုးရှိရဆိုရင်တခြားသူတွေဘုဟုတုတရသွားအောင်လို့ share သွားပေးဖို့လည်းမမေ့နေအောင်เนาะအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာဆက်မပြန်တွေ့ပါမယ်เนาะတတာ